ချစ်ချင်း၏အနုပညာသူမရှိသောအခါတစ်ပင်များသည်ကျမကျက်မျောလင်းမှုပေးစွမ်းနိုင်သောမျက်နှာဝေရာတက်ရှိများဖြစ်လာတော့သည်သူရှိစဉ်ကတော့ထိုတစ်ပင်များကိုကျမမြူစုမုန်းတဲခဲ့ဘူးပါသည်ကျမတို့ခြံစည်းရိုးတန်တိုင်များနောက်ကွယ်တွင်တစ်ပင်များတန်းစီရေးဆက်ရန်သူကြိုးစားကြရကျမနှင့်တူအခြေတင်စကားများခဲ့ရသည်ဤဒီမှာသူ၏တစ်ပင်ဆိုင်ဝါဒနာအစပင်ဖြစ်သည်ကျမကခြံစည်းရိုးမှအပြင်သို့တိုးရှိုပေါက်လမ်းမြင်ခြင်းသည်ခြံထဲသို့တစ်စုံတစ်ယောက်ကျော်လာဝင်လာရင်တောင်မှတိုက်ထဲကလမ်းမြင်ရသည်သူတစ်ပင်တွေကကန့်လန့်ပစ္စည်းထားမည်ကိုကျမမလိုလားပါနောက်ပြီးသူစိုက်မည်ဟုရည်ရွယ်ထားသောအပင်မျိုးစားကိုသိရတော့ကျမ၏မကျေနပ်မှုကထိတ်လန့်မှုဖြင့်ပြောင်းသွား၏ဆိုက်ပရပ်ဟုခေါ်သောထင်းရှူးပင်ပြောက်တစ်မျိုးသူမှာထားသည်တဲ့ထိုပင်များသည်ရာသီမရွေးစိမ်းမောင်လန်းဆန်းပြီးရှည်တွေသောကြောင့်ခြံစည်းရိုးဖြစ်သုံးသောအပင်မျိုးဖြစ်သည်တဲ့မိစမောင်အဲ့ဒီဆိုက်ပရပ်ဆိုတာကသူတို့စီမှာလူသေးရင်ဝမ်းနေတဲ့အထိမ်းအမှတ်ဖြစ်စိုက်တာမဟုတ်ဘူးလားရှင်ကကျမတို့အိမ်ကိုအမင်္ဂလာအိမ်ဖြစ်အောင်လုပ်မလို့လားထိုအခါသူကစိတ်တစ်ချက်တက်ကအဲ့ဒါကဖြူနူတယ်ဆိုက်ပရပ်ကွာအခုကိုစိုက်မှာအရီဇိုနာဆိုက်ပရပ်ဟုစိတ်မရှိတယ်လို့ပြောပြီးနောက်ထိုပင်မျိုးစားများကိုအားရပါရခွဲခြားရှင်းပြနေလေသည်ရုခဗေဒဘာသာရပ်ဖြင့်ဘွဲ့ရထားသူတယောက်ဟုထင်ရသည်သို့တော့သူတွေ BA ဘွဲ့ရကျောင်းဆရာတယောက်ဖြစ်ပြီးသူတင်ကြားရသည်မှာတမိုင်းဘာသာဖြစ်သည်ကျမကသူ့အစီအစဉ်ကိုအကြောင်းပြချက်မျိုးဖြင့်ရင်းပယ်ခဲ့တော့လေနောက်ဆုံးတော့သူကမျှတအောင်လုပ်ပေးတော့မိတိုင်လူကြီးအပြုံးမျိုးဖြင့်ဆုံးဖြတ်ပေး၏ကျမမဆိုင်စေခြင်းသောအပင်မျိုးကိုသူလျှော့ပေးလိုက်ပြီးသူပြည့်စေခြင်းသောခြံစည်းရိုးပင်တစ်မျိုးကိုသာစိုက်ပျိုးခဲ့ခြင်းပင်ဖြစ်ပါသည်ထိုချိန်မှစ၍ကျမတို့ခြံဝင်းထဲသို့အပင်တစ်မျိုးပြီးတစ်မျိုးရောက်လာခဲ့သည်ပထမတော့သူ့ပင်များနှင့်ကျမအားမိတ်ဆက်ပေးသေး၏မြန်မာအမည်နိုင်ငံခြားအမည်ရုခဗေဒနာမည်တို့ဖြင့်ပြောပြသည်တစ်မျိုးပြီးတစ်မျိုးများလာသောအခါကျမမမှတ်မိလာနိုင်တော့ပါသူတန်ဖိုးထားသောတစ်ပင်များသည်ကျမမျက်စိထဲမှာတော့နည်းနည်းမှတန်ဖိုးမရှိငှက်မွေးပုံတရံဖြာထွက်သောရွက်မောင်များပါဝင်သည်တက်ရင်ကောက်ပင်ဟုသူပြောသောပင်ချို့ကိုတိုက်နံရံတောင်များထိကပ်၍ပန်းဝတ်ဖြင့်စိုက်လာသောအခါကျမအနည်းငယ်စိတ်တူစားပြလာပြီသူပြောတော့အစိမ်းလေးဖြူဖြူတိုက်နံရံမှာအစိမ်းရင်ငှက်မွေးရွက်ပေါင်းများဖြာထွက်ဆင်းကြနေသည်မှာအလွန်လှပကြည့်ကောင်းသည်ဆိုပေပထမတော့သူပြောသလိုပင်လှပခြင်းလှပပါလိမ့်မည်နောက်ပိုင်းသူ့မှာပင်တွေများပြားလာပြီးခြံဝင်းတစ်ခုလုံးအမျိုးမျိုးသောအိုးစိုက်ပင်များမီးစိုက်ပင်များတွဲလဲဆွဲပင်များဖြင့်ပြည့်စက်သွားသောအခါမလှပတော့ပါတစ်ပင်တွေရောက်လာကလေးကကျမနှင့်သူအကြားအေးအေးဆေးဆေးစကားပြောရခြင်းမရှိကျောင်းကပြန်လာကလေးကတစ်ပင်တွေအနီးရောက်နေလိုက်ဒီမှာညစာစားဖို့2 ခါလောက်ခေါ်မှအိမ်ထဲဝင်လာပြီညစာစားပြီးတော့လဲအမောင်ထဲမှာခြံထဲတစ်ခါဆင်း၍တစ်ပင်တွေကြားသို့လမ်းလျှောက်ရသေး၏အပင်ကြိုပင်ကြားပိုးမားတွေပါတွေကြိုက်မှစိုးရင်တော့ကျမကအိမ်ထဲဝင်ဖို့တောက်ပြက်လျင်ကျမကပဲတူမရှိလျင်မနေတတ်သူဖြစ်ရပြန်၏တစ်ပင်များပေါ်တွင်ကျမကမနာလိုသူဖြစ်ရပြန်၏ရှင်သေးရင်သူများလိုဥစ္စာဆောင်ဖြစ်မှာမဟုတ်ဘူးတစ်ပင်ဆောင်ပိတ်တာပဲဖြစ်မှာဟိုကျမကဆူပူလျင်လဲသူပြုံးမိမပြက်ပြီရုပ်ကစိုးနန်းလို့ပြောပါကွာဟုကျမ၏ကောက်ချက်ကိုပြင်ပေးသေး၏တစ်ပင်များကိုစိတ်လိုလဲရရေလောင်းပေးမိပြန်တော့ကျမလိုရက်ကိုသူမကြိုက်ပြန်ပါဘယ်ပင်ကရေဘလောက်လိုတယ်လို့မင်းသိလို့လားတချို့ပင်တွေကရေအိုင်ရင်အမြင့်ပုတ်တယ်မင်းနားလေလားသူတစ်ပင်တစ်ခုတလေကိုအစီအစဉ်တခြားမလှဘူးထင်ပြီးအဆင်ပြေအောင်နေရာရွေးပေးမိပြန်တော့သူကျမကိုတွတ်ပစ်ဆိုရင်မပြီးတော့ဘူးတချို့ပင်ကတဝက်တစ်ပြက်အရိပ်ကိုကြိုက်တယ်တချို့ပင်ကတောက်ပတဲ့နေရာကိုကြိုက်တယ်ပင်တွေရဲ့လိုအပ်မှုအလိုက်ကိုကနေရာချပေးထားတယ်မင်းကနည်းနည်းမှနားမလဲပဲနေရာရွှေ့တယ်ဥယျာဉ်ပညာဟာမျက်စိပဓာဒတစ်ခုရဲ့ပေါ်ဆုံးဖြတ်လို့မရဘူးစေတနာဖြင့်လုပ်မိတော့အမှုကိစ္စလေးနဲ့မထိုက်တန်စွာပင်သူရှင်းပြချက်တွေကိုနားငြင်းရလိမ့်မည်သူဒီကိဆက်ဆက်ဖြစ်လာတော့ကျမဒေါပွားလာသည်သူ့ပင်တွေကဘာမို့လို့လဲနောက်တော့ကျမသူ့ပင်တွေကိုလုံးဝမထိတော့လုံးဝကိုလက်မစည်းတော့ပဲရှင်သေးရင်အဲ့ဒီတစ်ပင်တွေဓာတ်နဲ့နှုတ်ဆင်ပြစ်မယ်ဟုကျမမကြာခဏကြုံရမိသည်ဒီလိုဆိုပြန်တော့သူကခက်ပြုံးကိုလည်းလှုပ်ရှားမှုရှိပဲတနေ့ကုန်ဆက်မှထိုင်ပြီးဆွဲတာထိုးနေတဲ့မင်းကရာအရင်တည်စဉ်တည်မယ်ကိုကကျမရေးကောင်းတယ်ကိုတစ်ပင်နဲ့ကိုဆင်ပြေနေတာပါပဲတစ်ပင်နဲ့ပတ်သက်ပြီးသူ့ကိုကျမစိတ်ကုန်စားပြီးတော့အခါ
သူတစ်ခွပင်မှာဦးဖျားပွင့်များကိုကျမကိုလာပြီးရင်တောင်းမှသူခုလိုရဖို့ဖျားကက်လူပေးုံတာဖြစ်ပြီးသူကျမကိုချစ်ဟန်တူပါရဲ့ဟုမကြည်နူးမခံစားနိုင်တော့ပြီခြံဝိုင်းထဲတွင်မကတဆင့်တက်ပြီးဝရံတာတော့မှမြေဦးဖြင့်အပင်လာဆိုင်တော့အခါကျမ၏တီးခံပြီးရရှုစိတ်တစ်ထစ်လျော့သွား၏ရှင်ရရှင်မြေကြီးပေါ်မှာပဲအပင်ဆိုင်ကျမဝေရံတာမှာတော့လာမဆိုင်နဲ့ဟုကျမရန်တွေ့တော့အခါသူကကျမကိုအပြုံးစင်ဆွဆောင်လေသည်ဒီလိုပန်းပင်မျိုးကဝေရံတာမှာဆိုင်လို့တိတ်ဆင်ပြေတာကွသူကဆိုထိုင်းတာမကြိုက်ဘူးသူ့အပွင့်တွေကတွေးလို့ပဲရေးရေးတောက်နေမှာစောင့်ကြည့်လူစီတန်ကနေပြီးအညာတွေဖြာထွက်ပြီးအဆုပ်လိုက်ဝိုင်းလုံးနေအောင်ပန်းတွေပွင့်တာဘလောက်တိကျလဲဆိုရင်အရွက်9ရက်ပဲထွက်တယ်မပူဘူးသူ့နာမည်ကလည်းတိတ်လာတယ်ကတ်တရင်နဲ့ကျမကတော့အရွက်တွေထွက်လာတာကြည့်ပြီးကမုန်းပင်လိုပဲဟိုအောက်မိသည်ထိုပင်ကပန်းပွင့်လာအောင်နည်းနည်းဆောင်ရည်ပွင့်လာတော့လေသူပြောတယ်လားမလားပါဘော်လုံးပန်းဟုကျမတို့တီတော့ပန်းပုံစံမျိုးပါပဲ။ဘာများထူးခြားလို့လဲ။နောက်ထပ်တစ်ဆင့်တက်ပြီးဧကန်းမှာတောင်ထမ်းပင်လိုပန်းပင်ပူပူမျိုးတစ်မျိုးပန်းအိုးဖြင့်လာဆိုင်တော့ကျမ၏တိခံစိတ်တွေကုန်ပြီးဟုအောက်မေ့လိုက်သည်။ထိုပန်းအိုးကိုသူ့ရှိမှရဲ့ခွင့်မပြစ်မိအောင်မနေထိန်ထားရသည်။မိစမအောင်မင်းရထားလည်းမဟုတ်ဘဲနဲ့အပြစ်မရှိတဲ့တစ်ပင်တွေကိုဘာလို့မုန်းနေရရလဲ။တကယ်တော့ကျမတစ်ပင်တွေကိုအရင်တော့မမုန်းပါ။သူကြီးဆိုင်လွန်အကဲပါလွန်ကြောင့်သာမုန်းမိခြင်းဖြစ်သည်သူပြောသည့်တစ်ပင်ဆိုင်ခြင်းအကျိုးများကိုကျမတနှုတ်နှုတ်ဒေါ်တော့ထွက်ရသည်စဉ်းစားကြည့်ပါကျမတို့တောင်ပေါ်မြို့လေးမှာဒီလောက်လေကောင်းလေတောင်ပေါ်များတာအောက်ဆီဂျင်ထုတ်ပေးပြီးကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စုပ်ယူပြီးဆိုတော့သူတစ်ပင်တွေရဲ့အကူအညီဘယ်မှလို့လဲနောက်တစ်ခါစာရီဖတ်ပြီးပတ်တက်ပြက်ရှောက်လို့နေသည်ဟုသာကျမမြင်သည်ထိုပြုမှုမျိုးကိုလွန်လွန်လာပြီးထင်နေတော့ကျမတွေနောက်ဆုံးတော့ဘလို့မှတိခံမရတဲ့အဖြစ်အပျက်ကိုကြုံတွေ့ရတော့သည်ကျမတို့အိတ်ခမ်းတွင်ပြတင်းပေါင်းနဲ့ညီတော့အခန်းကောင်းရင်းတောင်းလိုက်ပန်းအိုးကြီးဖြစ်တစ်ပင်တစ်ပင်စိုက်လာခြင်းဖြစ်သည်ကျမ၏တိခံနိုင်စွမ်းကိုချိုးဖျက်လိုက်တော့ထိုပင်သည်အပင်ပေါက်ကလေးဘဝကလေးကရုပ်ဆိုးလာသည်ကျမမြင်ဘူးသည်များပင်များတဲ့တွင်ရုပ်ဆိုးဆုံးဖြစ်သည်ကျမခါခါတီတီကန့်ကွက်တော့သူကအချိန်စောင့်ကြည့်ပါအောင်ဟုတောင်းပန်ခဲ့လေသည်ဤပင်ဤတံပိုးကိုတနေ့တော့ကျမတိလာမှာပါတဲ့ဘာတိရမှာလဲဘာတံပိုးတွေရှိလို့တိရမှာလဲအမွေးမြင်တွေနဲ့ဆူးချင်တွေနဲ့လိန်66တစောင်းပြတ်သက်ပင်တစ်ပင်မှာဘာတံမိုးရှိမှာမို့လဲသူကနားမလဲတော့ကလေးတယောက်အားဆိတ်ဆွေစွာဆွင်းပြတော့မိကြောင်းဆရာမျက်နှာထားပြီးပြီးသားစွာဖြင့်ပြုံးနေသည်တစ်ပင်တိုင်းမှာတံမိုးတစ်မျိုးစီရှိကြတာပဲတဲ့နှစ်လောက်ကြာတော့အခါထိုပင်နဲ့အလွန်ကြီးမားပြီးပို၍အယုတ်ဆိုးလာတော့သည်အခန်းနံရန်စီတို့တွက်လိုဟန်ရှိတော့ရှင်မျိုးမျိုးပင်စီချောင်းများသည်ကိုယ်ယူကာရနိုင်လာ၏ပင်66လက်တံတွေနဲ့တူတော့အစိမ့်ပုတ်ရောင်ဆောင်းနှခမ်းတွေမှာစူးကျွန်းတွေအမွှေးရှည်တွေနဲ့ဖြစ်၏လိန်ကောက်ရှည်လျားပုံကသူ့နီးနားတို့ရောက်လာတော့ဆုံးတစ်ခုကိုနွယ်ရည်ဆုပ်ယူတော့မယ်လို့ထင်ရသည်ကျမဖြင့်ထိုအပင်ကိုလုံးဝကြည့်မရပါဘယ်တော့မှတို့အပင်ထုတ်မလေလဲဟုစောင့်နေရင်းကရက်လာတွေကြာခဲ့ရသည်ဘာစိတ်ကူးဖြင့်ဒီလောက်ကိုယူကရနိုင်လာတဲ့ပင်ကျိုးကျမတို့ခံနဲ့တဲလာရတာပါလေခက်မောင်မောင်ခံနဲ့ဝင်မိလျင်ထိုပင်ကိုမကြည့်မိအောင်တတိထားရသည်အယုတ်ဆိုးလာတော့ထိုတစောင်းပင်သည်ထိတ်လန့်ခြောက်ခြားဆိုတော့စွမ်းတတိလည်းရှိဟန်တွေ့၏သူထိုပင်နာတော့ပြီးစစ်ဆေးကြည့်စုနေချိန်များတွင်ကျမခက်လန်းလန်းမှရင်ထဲလေးလံပြီးစိုးရိမ်ပူပန်သလိုခံစားရသည်တခါတရံညတကောင်မှသူအိပ်ရာမှထသွားတတ်သည်ကျမတည်နိုးချိန်သူ့နေရာကိုစမ်းတက်ကြည့်လေ၍သူမရှိလျင်ကျမစိုးရိမ်ပူပန်ရမည်ခေါင်းရည်နေရဘက်တို့လမ်းကြည့်လိုက်တိုင်းလဲထိုပင်ဘေးတွင်သူခန်းခန်းငုံရက်နေသည်ကိုမြင်ရမည်ထိုလိုမြင်ရတိုင်းလဲထိတ်လန့်ချက်ချမှုနှင့်အတူစိုးရိမ်ပူပန်မှုကတိုးလာခဲ့သည်ဘာလို့နေရလဲဟုမေးကြည့်တော့ခက်ရိုးရိုးပင်ပန်းပင်ကအဖူးများထွက်လာပြီလားလို့ကြည်တာတဲ့ပန်းပင်ဟုတ်လားမမလည်းပန်းပင်ဟုကျမမတိသားရိုးတော့ဆိုးဝါးစွာခက်ရည်မေးလေတော့သူကလေ66ပင်ရှိကြီးကိုမင်းမောပြတတ်သည်အမွေးမြင်များဆူဆွန်များနဲ့ပြည့်နေတော့အခွန်းထူထူဇောင်းရှရှအချောင်းများဖြင့်ထိုပင်ကိုပန်းပင်ဟုကျမဘလို့မှတွေးယူမရပါကျမတို့မိဘတွေနေဘူးတဲ့အညာမှာတော့တစောင်းကိုဟင်းချက်စားရတာပဲမူဟင်းလိုပဲတိတ်စားလို့ကောင်းတယ်ကျမကအပြည့်ကင်းစင်နေမျက်နှာပေးမျိုးဖြင့်မတိမတာတွဲထည့်လိုက်တော့သူမချိတယ်လို့ပြောနေသည်ထို့နောက်ပန်းပွင့်မှုကောင်းပြီဟုသူ့ဟာသူတယောက်တည်းပြောလို့တိုးတိုးရေရွတ်တတ်၏ထိုပင်ကတော့ဘာမှမထူးခြားပါ
ဘာပန်းမှလည်းမပွင့်ဘာတမိုးမှလည်းမပြအခန်းတောင်မှထီကြီးကြီးတွေ့နေတော့သည်